Hello မင်္ဂလာပါကျွန်တော်စိတ်ထဲမှာရှိနေတဲ့ခံစားချက်တစ်ခုပေါ့နော်ကျွန်တော်ပွေပွေလင်းလင်းလဲပြောချင်တယ်တခါတလေကြာရင်လေကျွန်တော်တို့ကိုယ်တိုင်ကတော်တော်မိသားစုကိုအမြဲကူညီချင်ပေမဲ့ကိုယ်တိုင်ကအခက်ခဲတွေနဲ့ရုန်းကန်နေရတဲ့ချိန်မှာတကယ်အရင်တော့ဝမ်းနေပြီချို့ကမေးကြတယ်ကိုယ်လည်းမေးကြတာပေါ့နော်ငါမှားသွားလားပေါ့ငါဒီလမ်းကြောင်းကိုရွေးခဲ့တာမှားသွားလားဆိုတဲ့ကျွန်တော်တို့ရဲ့ရွေးချယ်မှုတွေကမှားနေတာမဟုတ်ဘူးနော်ခါတလေကျွန်တော်တို့သွားနေလမ်းကြောင်းတွေကဖြတ်တန်းရတဲ့စိန်ခေါ်မှုတွေကအများကြီးပဲကိုအပြစ်မတင်ကြပါနဲ့ဒီချိန်မှာအခက်ခဲနေတာဟာကျွန်တော်တို့ရဲ့နောက်လာမယ့်အနာဂတ်အချိန်ဒီစောက်ဖို့အတွက်ကျွန်တော်တို့ဆွေးနွေးစဉ်းနေရတဲ့သဘောပါပဲကျွန်တော်တို့ရဲ့စူးစမ်းမှုကိုဘူးမှလည်းမမြင်တယ်လို့ကိုတိုင်းကလည်းဒါအပြီးဆုံးပါအရေးကြီးတာဒီနေ့မရှုံးနေဖို့ပဲအမြဲတမ်းလေးလာနေဖို့ပဲကျွန်တော်တို့အတူတူစာချုပ်စားကြမယ်ဒီနေ့အဆင်မပြေလဲနောက်နေ့အတွက်အကောင်းဆုံးကျွန်တော်ပြင်ဆင်ကြမယ်အားလုံးစိတ်တမကြပါနဲ့ကျွန်တော်တို့အတူတူဖြတ်ကျော်ကြမှာပါအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကံကောင်းခြင်းများစွာနဲ့ပိုင်ဆိုင်ကြပါစေ